ဒီဗီဒီယိုကတော့ crypto ကို day trade ဖို့အတွက်တော်တော်လေးကိုမှလွယ်တဲ့ trend following strategy အကြောင်းကိုရှင်းပြသွားမှာဖြစ်ပါတယ်။တကယ်လို့ကိုက crypto day trading အတွက်ကို strategy ရှာနေရဆိုလို့ရှိရင်ဒီဗီဒီယိုကအများကြီးအကျိုးရှိပါလိမ့်မယ်။ဆိုတော့စလိုက်တာပေါ့။ trend following strategy မှာ analysis time frame အနေနဲ့1 hours ကိုသုံးပါမယ်။ entry အနေနဲ့ကတော့ကိုကသိပ်ပြီးတော့ trading မှာမ join ချင်သေးဘူးဆိုလို့ရှိရင်50 minutes ကိုသုံးပါ။တကယ်လို့ကိုက trade lit trader ရှိရသူဆိုလို့ရှိရင်တော့5 minutes ကိုသုံးလို့ရပါတယ်။ indicator အနေနဲ့ကကြတော့21 EMA နဲ့55 EMA နှစ်ကြောင်းကိုသုံးပါမယ်။ဒီ EMA တွေနဲ့ပတ်သက်ပြီးတော့ဒါတွေကဘာတွေလဲဘယ်လိုသုံးရတာလဲဒါတွေကိုသုံးပြီးတော့ trade တွေဘယ်လိုဝင်လဲစသဖြင့်အသေးစိတ်အကြောင်းအရာတွေကိုသိချင်တယ်ဆိုလို့ရှိရင်တော့အခုဗီဒီယိုမှာသွားကြည့်လို့ရပါတယ်။ link ကိုလည်း description မှာထည့်ပေးထားပါမယ်။ confirmation အနေနဲ့ကကြတော့ trend following strategy မှာ candle confirmation ကိုသုံးပါမယ်။ risk to reward ကကြတော့1 to 2လောက်တော့အနည်းဆုံးရပါတယ်။ဆိုတော့ chart ပေါ်မှာစပြီးတော့ကြည့်လိုက်ပါမယ်။စချင်းဒီ1 hour analysis time frame မှာဆိုရင်လောက်ဆရာရှိရတွေက EMA နှစ်ကြောင်းကိုထည့်ဖို့ပါထည့်ပြီးတော့ပြီဆိုလို့ရှိရင်တော့ market ဒီ up trend လား down trend လားဆိုတာကိုခွဲခြားဖို့လိုပါတယ်ဒီ trend following strategy က sideways market မှာတိတ်ပြီးတော့အလုံးမဖြစ်ဘူး up trend နဲ့ down trend မှာပဲအလုံးဖြစ်တယ်ပေါ့နော်ဆိုတော့ up trend နဲ့ down trend ကိုဘယ်လိုခွဲမလဲဆိုတော့ market ကဒီ EMA မေးကြောင်းနှစ်ကြောင်းရဲ့အပေါ်မှာရှိရဆိုလို့ရှိရင်ဒါက up trend trend ဆိုလို့ရှိရင်ဒီနေ့အတွက်က long ဖို့ကိုပို့ပြီးတော့အာရုံစိုက်ရပါမယ်အဲ့လိုမှမဟုတ်ဘူး market ဒီ EMA မေးကြောင်းနှစ်ကြောင်းရဲ့အောက်မှာရှိနေတယ်ဆိုလို့ရှိရင်တော့ market က down trend ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေ့ဖို့ကို short ဖို့ကိုပို့ပြီးတော့ဦးစားပေးပြီးတော့စဉ်းစားရပါမယ်ဒီမှာနောက်တစ်ခုရှိတာက trend က up trend ကနေပြီးတော့ပြောင်းတော့မယ် down trend ကနေပြီးတော့ပြောင်းတော့မယ်ဆိုတာကိုဘယ်လိုမျိုးသိနိုင်မလဲဆိုတော့ခုနက EMA မင်းကြောင်းနှစ်ကြောင်းရဲ့ဈေးတက်မယ်ဆိုလို့ရှိရင်ဖြစ်တဲ့ golden cross ဈေးကျမယ်ဆိုလို့ရှိရင်ဖြစ်တဲ့ dark cross တွေကိုကြည့်ပြီးတော့ဆုံးဖြတ်လို့ရပါတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့လေခုနက link ထည့်ပေးထားမယ်ဆိုတဲ့ဗီဒီယိုမှာအသေးစိတ်ပါပြီးသားဖြစ်ပါတယ်ဒီမှာတော့အကျယ်တဝင်းထပ်ပြီးတော့မရှင်းတော့ပါဘူးဒီလောက်ဆိုလို့ရှိရင်တော့ analysis time frame မှာလောကမှာကုန်သွားပါပြီဆိုတော့အခု entry time frame ကိုတော့ပါမယ် entry time frame ကတော့ဗီဒီယိုအစမှာပြောခဲ့တဲ့အတိုင်းပဲကိုကတိတ်မကျွမ်းသေးဘူးဆိုလို့ရှိရင်50 minutes ကိုတော့မှတကယ်လို့ကျွမ်းနေဆိုလို့ရှိရင်တော့5 minutes ကိုသွားလို့ရပါတယ်ဒီမှာကတော့5 minutes နဲ့ပြထားရဲပေါ့နော်ဒီ5 minutes မှာဆိုလို့ရှိရင်ဘယ်လိုမျိုးကြည့်ရမလဲဘယ်လိုမျိုး entry ဝင်ရမလဲဆိုတော့ market ဒီ EMA မြေကြောင်းနှစ်ကြောင်းကို21ကိုတော့၎င်း55ကိုတော့၎င်းထိလာပြီဆိုတဲ့အချိန်ကိုစောင့်ရမှာဖြစ်ပါတယ်ဒါပေမဲ့ဒီမြေကြောင်းနှစ်ကြောင်းမှာဘာကိုဦးစားပေးရမလဲဆိုလို့ရှိရင်21ကိုဦးစားပေးပါ market ဒီ21ကိုထိပြီးတော့ပြန်ကန်တာများတယ်21ကမနိုင်တော့မှပဲ market အနေနဲ့55ကိုလာထိရပါဆိုတော့အခု down trend လေးဖြစ်နေရဆိုတော့ down trend မှာဒီဟာကိုဘယ်လိုမျိုး entry ယူမလဲဆိုတာကိုပြပါမယ် up trend လေးသဘောတရားချင်းအတူတူပါပဲအခု market က21 EMA ကိုလာထိရပေါ့နော်လာထိရဲ့အချိန်မှာထိချင်မှမဝင်ရပါဘူး confirmation ကိုထပ်ပြီးတော့စောင့်ရပါမယ် confirmation က candle confirmation ကိုဝင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ blue candle ကိုစောင့်ရမလဲဆိုတော့ down trend မှာဆိုလို့ရှိရင်ဒီမင်းချောင်းကိုလာထိပြီးတော့ reject ဖြစ်တဲ့ candle မျိုးကိုစောင့်ရမယ်ပေါ့နော် down trend ဆိုတော့အပေါ်မှာ wick ရှည်တဲ့ဒီလိုမျိုး rejection candle မျိုးကိုပေါ့နော်ဒါလေးတွေကိုစောင့်ရပါမယ်အဲ့ဒါလေးတွေပေါ်လာတော့မှပဲခုနကကြောက်ခဲ့တဲ့ risk to reward အတိုင်းပဲ1 to 2လောက်ထားပြီးတော့ entry ဝင်လို့ရပါပြီဒါဆိုလို့ရှိရင် stop loss ကိုဘယ်မှာထားရမှာလဲ stop loss ကကြတော့ခုနက confirmation candle ရဲ့ဒီ wick အကျော်လေးမှာဒါမှမဟုတ် recent swing high ရဲ့အကျော်လေးမှာထားလို့ရပါတယ်up trend မှာဆိုလို့ရှိရင်တော့ဒီ recent swing low ပေါ့နော်အဲ့ဟာရဲ့အကျော်လေးမှာထားရပါမယ်တခုရှိရာက crypto ဒီ volatility များတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ breathing room လေးကိုနည်းနည်းလေးတော့ကြဲလေးထားပေါ့နော် guessing မနေပါနဲ့တခါလေကိုထားလိုက်တဲ့ stop loss ကနည်းနည်းလေးပဲလူပြီးတော့တွားထိလိုက်တာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ stop loss နဲ့ entry နဲ့ကိုဒီလိုမျိုးထားလို့ရပါတယ်ဒါတော့ဆိုလို့ရှိရင်တော့ဒီ trend following strategy နဲ့ပတ်သက်ပြီးတော့အခြေခံသဘောတရားလေးတွေဘယ်လိုမျိုးလုပ်တာလဲဘာတွေကိုကြည့်ရလဲဆိုတော့ဟိုဒီတော့လိမ့်မယ်လို့ပြောင်းလဲပါတယ်recap အနေနဲ့ပြန်လုပ်ပေးရမယ်ဆိုလို့ရှိရင်တော့ trend following strategy မှာ1 hours time frame ကိုအရင်ကြည့်မယ်ပြီးပြီဆိုရင် EMA မင်းကြောင်းနဲ့ကြောင်းကိုထည့် up trend လား down trend လားကိုတေချာအောင်လို့ခွဲမယ်တေချာပြီဆိုလို့ရှိရင်မှ up trend ဆိုလို့ရှိရင် long position ဘက်ကိုဦးစားပေးမယ် down trend ဆိုလို့ရှိရင်တော့ short ဖို့အတွက်ကိုပို့ပြီးတော့ဦးစားပေးပါမယ် trend ပြောင်းလဲကိုတော့ golden cross တွေ dark cross တွေနဲ့ကြည့်ပြီးတော့ခွဲခြားလို့ရပါတယ်ဒါပြီးတော့ပြီဆိုလို့ရှိရင်တော့ဒီ entry time frame ကိုဆင်းလာပြီးတော့
market က EMA မြင့်ကြောင်းတွေကိုလာထိတဲ့အချိန်ကိုစောင့်မယ် 21 EMA ကိုမနိုင်တော့မှ55 EMA ကိုပြောင်းပြီးတော့စဉ်းစားပါမယ်နောက်တစ်ခုကကြတော့ confirmation ယူဖို့ပါဒီနေရာကအရင်အရေးကြီးရဲ့တကယ်လို့ကိုယ့်ရဲ့ confirmation ကိုသတ်မှတ်ထားတဲ့ confirmation မပေါ်လာသေးဘူးဆိုလို့ရှိရင်လုံးဝမဝင်ပါနဲ့ market ကတေးကြတဲ့ confirmation ကိုပြပြီးဆိုတော့မှပဲ entry ကိုဝင်မှာ entry ဝင်တဲ့နေရာမှာ stop loss ကို confirmation ကန်တဲ့ရဲ့ weight အကျော်ဒါမှမဟုတ် downtrend ဆိုလို့ရှိရင် recent swing high ရဲ့အကျော် uptrend ဆိုလို့ရှိရင် recent swing low ရဲ့အကျော်ကိုထားပြီးတော့Take profit ကကြတော့ဒီ risk to view က1 to 2လောက်ကိုအနည်းဆုံးထားပြီးတော့လုပ်လို့ရပါတယ်။ဒီလောက်ဆိုလို့ရှိရင်တော့ trend following strategy အကြောင်းကိုသိသွားပြီလို့ညွှန်လင့်ပါတယ်။တကယ်လို့ဒီဗီဒီယိုကကိုအတွက်အကျိုးရှိရဆိုလို့ရှိရင်ဗီဒီယိုလေးကို like လုပ်ပြီးတော့ channel လေးကို subscribe လုပ်ခဲ့ပေးဖို့မမေ့ပါနဲ့နော်။နောက်ထပ်လည်းဘယ်လို new strategy တွေကိုသိချင်တဲ့ဆိုတာကို comment မှာရေးခဲ့ပေးလို့ရပါတယ်။ပြီးတော့ကိုမ crypto trading လုပ်ဖို့အတွက် Binance account မဖွင့်ရသေးဘူးဆိုလို့ရှိရင်လည်းတာမန် Binance account မဟုတ်ဘဲနဲ့အခုပြထားတဲ့အားသာချက်တွေရှိရဲ့ special Binance account ကိုဖွင့်နေတယ်ဆိုလို့ရှိရင်တော့ crypto မရဲ့ referral code ကိုသုံးပြီးတော့ Binance account ဖွင့်လို့ရပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ crypto မိတ်ပါနောက်ဗီဒီယိုမှာပြန်တွေ့ရပါ